တကယ်လို့လေစမီပွားလို့နီးပါတီဖြစ်ခဲ့ပေမဲ့လုံးဝတိတ်ဆိတ်နေခဲ့တဲ့ထိတိုက်တွေ့ဆုံမှုတစ်ခုရှိခဲ့ပါတယ်ဒီနေ့မှာတော့အဲ့ထိုင်ဝမ်ရဲ့လက်ကြားကအလွန်အန္တရာယ်များတဲ့စစ်ရေးအခြေအနေတစ်ခုကိုအသေးစိတ်ပြန်လဲတစ်စစ်တစ်စောင်းလေ့လာကြည့်ကြပါမယ်ဒီအကြောင်းအရာတစ်ခုလုံးရဲ့အဓိကချက်ကတော့ဒီမိခေါ်မှာပဲကြီးတောင်မှမဖောက်ပဲစစ်နွဲခဲ့လဲစစ်ပွဲတစ်ခုအဲ့ဒီစစ်ပွဲရဲ့ကန့်လန့်ကာနောက်ွယ်မှာဘာတွေဖြစ်ခဲ့လဲဆိုတာအတူတူဖွင့်ကြည့်လိုက်ကြရအောင်ကဲဒီအဖြစ်တဲ့အလုံးရဲ့အခိုင်အမာဆုံးတပ်တွေကဘာများဖြစ်မလဲဟုတ်ကဲ့အဲ့ဒါကတော့ထိုင်ဝမ်စစ်တပ်ကနေထုတ်ပြန်ခဲ့တဲ့တပ်ပုံတချို့ပါပဲဒါပေမဲ့ဒီတပ်ပုံတွေဟာရိုးရိုးတပ်ပုံတွေမဟုတ်ပဲအလွန်တိကျပြတ်သားတဲ့သတင်းစကားတွေပါဝင်နေပါပဲဒီမှာမြင်တွေ့နေရတာကအဖြစ်ပြက်ရဲ့အဓိကအခိုက်အတန့်ပါပဲဒါကရိုးရိုးဓာတ်ပုံတပုံနှစ်ပုံတွေမဟုတ်ပါဘူးခဘာကြီးတစ်ခုလုံးကိုရှင်းရှင်းလင်းလင်းသတင်းစကားတစ်ခုပေးခြင်းလို့ထိုင်ဝမ်ဘက်ကအသေးချာတွက်ချက်ပြီးထုတ်ပြလိုက်တဲ့အချက်ပြမှုတစ်ခုဖြစ်ပါတယ်ဟုတ်ပြီဒါဆိုမဲစရာရှိတာကထိုင်ဝမ်ကဘာဖြစ်လို့ဒီလိုတခါမှမလုပ်ဘူးရဲ့လောက်ရမျိုးကိုလုတ်ခဲ့ရတာလဲအဲ့ဒါကိုနားလည်ဖို့ဆိုရင်ဒီဇလန်ဘဲကနေဘလို့စခဲ့လဲဆိုတာကိုအရင်ဆုံးပြန်ကြည့်ဖို့လိုပါတယ်အရာအလုံးကတရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်ရဲ့အကြီးစားစစ်ရေးလေ့ကျင့်မှုတွေကနေစတင်ခဲ့တာပါဒီလေ့ကျင့်မှုတွေဟာထိုင်ဝမ်ကိုလုံးဝဝိုင်းပတ်ပိတ်ဆို့ထားတဲ့ပုံစံမျိုးကိုပုံဖော်ခဲ့တာကြောင့်အင်မတန်တင်းမာတဲ့အခြေအနေတစ်ခုကိုဖန်တီးလိုက်တယ်လို့ဖြစ်သွားခဲ့တာပါအဲ့ဒီတော့ထိုင်ဝမ်ဘက်ကလည်းမဖြစ်မနေတုံ့ပြန်ရတော့မယ်ဆိုတဲ့ဖိအားအောက်ကိုရောက်သွားခဲ့တာပေါ့ဘာကြောင့်ဆိုတာကိုသိပြီဆိုတော့နောက်တစ်ခုကဘယ်လိုလုပ်ခဲ့တယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်ဒီဖြစ်ပျက်ရဲ့ဤပညာပိုင်းဆိုင်ရာဇက်ဆောင်ပြောရရဲ့တနက်တစ်ချက်မှမဖြစ်ပဲထိုင်ဝမ်ကိုအသားစီရစီခဲ့တဲ့အဓိကဤပညာကိုအနီးကပ်လေ့လာကြည့်ကြပါမယ်ဒါကတော့ထိုင်ဝမ်ရဲ့ F-16V တိုက်လျင်တွေရဲ့လျှို့ဝှက်လက်နက်ပါပဲလီမူရဲ့မက်ဆီကိုအစားပေါင်းများစွာပိုကောင်းအောင်လုပ်ပေးတဲ့စူပါမန်ပြောင်းတစ်ခုလိုစိတ်ကူးကြည့်လို့ရပါတယ်အဝေးကြီးမှာရှိတဲ့ချင်းချောက်မှုတွေကိုတော့ရှင်းရှင်းလင်းလင်းမြင်ရပြီးပစ်မှတ်လောက်ကောင်လုံနိုင်တဲ့အထိစွမ်းဆောင်နိုင်ပါတယ်ဒီ slide ကထိုင်ဝမ်ရဲ့ new view ဟာဘယ်တော့ပါနာလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတယ်သူတို့က active targeting ကိုမသုံးဘဲ passive sensor တွေကိုသုံးဖို့ရွေးချယ်ခဲ့တယ်ဒါကဘာနဲ့တူလဲဆိုတော့တစ်ဖက်ကိုမီးမောင်းကိုကြီးကြီးနဲ့တိုက်ရိုက်ထိုးပြတာမျိုးမဟုတ်ပဲအားလုံးကောင်းတဲ့မန်ဘီလူနဲ့တစ်တဆိုင်ဆောင်းကြည့်တာနဲ့တူပါတယ်တိုက်ရိုက်ဒန်းစားမှုအဖြစ်ဒီပဲတက်ရောက်နေတာကိုရှောင်ပြီးတတိပိချက်တစ်ခုကိုပေးပို့လိုက်တဲ့အလွန်တိမ်မွေ့တဲ့ရွေးချယ်မှုတစ်ခုပါပဲကဲပစ်မှတ်ဆက်ကွင်းနဲ့မှာပထမဆုံးမြင်လိုက်ရတဲ့တန်ဖိုးကြီးပစ်မှတ်ကတော့တရုတ်ရဲ့ J16 တိုက်လေယာဉ်မှာဒါဟာတရုတ်လေးတိုက်ရဲ့အဓိကတိုက်ခိုက်ရေးစွမ်းရည်ရဲ့ဂျိုးရိုးပဲဗျာသူ့ကိုလော့အောင်လုပ်နိုင်တယ်ဆိုတာကိုပြလိုက်တာကိုအလုံးအားကောင်းတဲ့သတင်းစကားတစ်ခုဖြစ်နေပါပြီဒါပေမဲ့ဒီအဖြစ်ကိုတကယ်ကိုအဆင့်တစ်ဆင့်မြင့်တင်လိုက်တာကဒီပြစ်မှတ်ပါပဲထိုင်ဝမ်ဟာတိုက်လျင်တွေကိုပြစ်မှတ်ထားရုံတင်မကဘူးအဲ့ဒီလျင်တွေကိုအမိုက်ပေးကွတ်ကန်နေတဲ့ကောင်းကင်မော်ကဦးနောက်လို့ခေါ်နိုင်တဲ့ KJ500 AOX လျင်ကိုပါပြစ်မှတ်ထားခဲ့တာပါတနည်းပြောရရင်မင်းရဲ့လက်တီကိုငားမြင်ရုံတင်မကဘူးမင်းရဲ့ဦးနောက်ကိုပါငားမြင်နေတယ်လို့ပြောလိုက်တာ ਨੇ အတူတူပါပဲကဲဘာဖြစ်ခဲ့တယ်လဲနဲ့ဘလို့ဖြစ်ခဲ့တယ်လဲဆိုတာကိုသိပြီးပြီဆိုတော့အရေးကြီးဆုံးမေးခွန်းဖြစ်တဲ့ဒါဖြင့်အဲ့ဒါကဘာကိုဆိုလိုတာလဲဆိုတာကိုဆက်ကြည့်ကြအောင်ထိုင်ဝမ်ကဘာကြောင့်ဒီတပ်ပုံဒီကိုတရားဝင်ထုတ်ပြန်ခဲ့တာလဲဒီနောက်ွယ်မှာဘလို့ဗျူဟာမျိုးထွက်ချက်မှုတွေရှိနေပလဲအဓိကကတော့ဟန်တာမှုဆိုတဲ့သဘောတရားပါပဲဒါဟာပဋိပက္ခမဖြစ်ပွားခင်မှာကတည်းကအောင်ပွဲခံတဲ့အမှုပညာတစ်ရပ်ပါကိုယ့်ရဲ့စွမ်းအားကိုပြသပြီးရန်သူကိုတစ်ခုခုမလုံဆောင်ခင်မှာထက်ခါစဉ်းစားသွားအောင်လုပ်တဲ့နီးဗျူဟာမျိုးပေါ့ဆိုတော့ဒီလုံဆောင်ချက်မှာရွေချက်နှစ်ခုကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်အပြင်ဘက်ကိုကြည့်ရင်ဒါဟာဒီယိုကိုတိုက်ရိုက်ပေးတဲ့3 page ပါပဲခင်ဗျားတို့ဘာလုပ်နေလဲကျွန်တော်တို့မြင်နေပြီးတော့တွန်းပြန်နိုင်တဲ့စွမ်းရည်လည်းရှိတယ်ဆိုပြီးတော့ပေါ့အတွင်းဘက်ကိုပြန်ကြည့်ရင်တော့ဒါဟာထိုင်ဝမ်ပြည်သူတွေကိုပေးတဲ့စိတ်သက်သာရာရစေတဲ့သတင်းစကားပါကျွန်တော်တို့ရဲ့စစ်တပ်ဟာနိုင်ငံကိုကာကွယ်နိုင်စွမ်းရှိပါတယ်ဆိုတာကိုပြသလိုက်တာပါပဲပြီးတော့ဒီထိတ်တိုက်တွဲဆောင်မှုကလည်းလေထဲမှာပဲဖြစ်ပျက်ခဲ့တာမဟုတ်ပါဘူးပင်လယ်မှာလည်းထိုင်ဝမ်ရဲ့ frigate စစ်တင်ဘော်ဒီဟာတရုတ်စစ်တင်ဘော်ဒီကိုအနီးကခြေအခါလိုက်နေခဲ့တာပါဒါကထိုင်ဝမ်ဟာနယ်ပယ်ပေါင်းစုံမှာဗတ်စုံကာကွယ်နိုင်စွမ်းရှိကြောင်းပြသလိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီခေတ်သစ်စီရေးထိတ်တိုက်တွဲဆောင်မှုကနေဘလို့ကောက်ချက်ချနိုင်မလဲသူတဲ့ပုံမချေပြန့်သက်တယောက်မှုတွေကိုခြုံတုံသက်ကြည့်ကြအောင်ဒီကိုကားချက်ကချင်းနေရဲ့လေးနက်မှုနဲ့တင်းမာမှုကိုအကောင်းဆုံးမီးမောင်းထိုးပြနေပါတယ်ပြောရရင်ဒါကလေ့ကျင့်မှုတက်မဟုတ်တော့ပဲနှစ်ပလုံးကအသိအနေထားနဲ့လက်နက်ကလို့ပေါ်လက်တင်ထားတဲ့တကယ်ကိုအန်ဒီများတဲ့အခြေအနေတစ်ခုဖြစ်ခဲ့တယ်ဆိုတော့ထင်ရှားပါတယ်ဒီတော့ဒီတင်ဆက်မှုကစဉ်းစားစရာမဲခွန်းတစ်ခုကိုခြံထားခဲ့ပါတယ်ဓာတ်ပုံတစ်ပုံကလက်နက်တစ်ခုဖြစ်လာနိုင်တဲ့ဒီလိုခက်ကြီးထဲမှာစစ်ပွဲရဲ့ရှေ့တန်းစစ်မျက်နှာဆိုတာကိုဘလို့အဓိပ္ပာယ်ဖွင့်ဆိုကြမလဲတရင်ရဲ့ချက်လက်စစ်ပွဲနဲ့စိတ်ဓာတ်စစ်စင်ရေးရဲ့အနာဂတ်ဟာကျွန်တော်တို့အားလုံးဆက်လက်စောင့်ကြည့်ရမယ့်အကြောင်းအရာတစ်ခုဖြစ်လာမှာတည်ကြပါတယ်